ဆိုင်နေဖွင့်ထားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေစားတော့ဆိုင်ပဲဖြစ်ဖြစ်ရက်ဘီယာဆိုင်ပဲဖြစ်ဖြစ်ဘယ်ဆိုင်ပဲဖြစ်ဖြစ်ဖွင့်ထားတဲ့ကျွန်တော်မိတ်ဆွေတွေအလုပ်သမားမမြဲဘူးဆိုတဲ့ပြဿနာတွေရှိတတ်ပါတယ်အဲ့ဒီအလုပ်သမားမမြဲဘူးဆိုတဲ့ပြဿနာလေးကိုဖြေရှင်းလို့ရအောင်ကျွန်တော်ကနေပြီးတော့ကျွန်တော်မိတ်ဆွေတွေအတွက်ဂါမီလာနည်းလေးတစ်ခုပေးချင်ပါတယ်ရွှေစကားကိုကြီးစုနေကြတဲ့ပြည်သက်တွေအားလုံးကိုယ်စိတ်နှဖျားကျမ်းမှာချမ်းသာတော်မူနိုင်ကြပါစေခင်ဗျာအခုကျွန်တော်ကတော့အဘတော်ဒေါက်တာမင်းသိန်းခါရဲ့တပည့်ရင်ကျော်စရာသူဖြစ်ပါတယ်အခုကျွန်တော်မိတ်ဆွေတွေကိုအရေးကြုံဝင်ကြုံတို့အသုံးပြုလို့ရမယ်ဂမ်ဘီလာနီးလေးဗေဒီနီးလေးတွေပြောပြချင်ပါတယ်အဲ့ဒါကတော့ဆိုင်နေဖွင့်ထားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေစားတော့ဆိုင်ပဲဖြစ်ဖြစ်ရက်ဘီယာဆိုင်ပဲဖြစ်ဖြစ်ဘယ်ဆိုင်ပဲဖြစ်ဖြစ်ဖွင့်ထားတဲ့ကျွန်တော်မိတ်ဆွေတွေအလုပ်သမားမမြဲဘူးဆိုတဲ့ပြဿနာတွေရှိတတ်ပါတယ်အဲ့ဒီအလုပ်သမားမမြဲဘူးဆိုတဲ့ပြဿနာလေးကိုဖြေရှင်းလို့ရအောင်ကျွန်တော်ကနေပြီးတော့ကျွန်တော်မိတ်ဆွေတွေအတွက်ဂါမီလာနည်းလေးတစ်ခုပေးချင်ပါတယ်အဲ့ဒီနေရာတော့ကျွန်တော်မိတ်ဆွေတွေအတွက်သိပြီးတော့ခက်ခက်လောက်အောင်မဟုတ်သလိုလွယ်ကူသလောက်အမြဲတမ်းအစွမ်းထက်ထိရောက်တယ်လို့ပြောချင်ပါတယ်လောက်အောင်မဲ့နည်းလေးကတော့လက်မန်းလေးတစ်ချက်ထဲမှာအုံညွန့်တစ်ထွာလောက်အုံညွန့်23ညွန့်ဟိုဖြန့်ခင်းထားပါမယ်ဖြန့်ခင်းပြီးတော့အဲ့ဒီအုံညွန့်ပေါ်ကနေပြီးတော့ခရီးပန်းလေးတွေကိုလက်တဆုပ်ဖြန့်ပြီးတော့ထက်ခင်းမယ်ခင်းပြီးတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးစီမှာလှူဒန်းပြီးတော့ကိုယ့်ရဲ့အလုံးမှာလောက်သမားတွေမြဲဖို့ကိုဆိုင်မှုမှာလောက်သမားတွေသစ္စာရှိဖို့အသေးစိတ်စူတောင်းအောင်မှာဖြစ်ပါတယ်အဲ့တော့ဘယ်မှာလူမလဲဆိုတော့အိမ်ဖျားမှာဖြစ်ဖြစ်ကိုယ့်ရဲ့ဆိုင်ဖျားမှာဖြစ်ဖြစ်လူလို့ရပါတယ်ကဲရွှေစကားကိုကြည့်ရှုနေကြတဲ့ကျွန်တော်မိတ်ဆွေတွေအားလုံးဘဝမှာလောက်သမားမြဲကြပါစေ